မင်္ဂလာပါဒီစားပါတယ်ဒီနေ့ကဒီဇင်ဘာ30ရက်ပေါ့နော်တချို့ကပြောတာပေါ့ကြက်ခိုင်ရကြီးပဲအကုန်လုံးနိုင်ရင်ပဲကောင်းပါလေတဲ့တခြားပါတီလည်းပိုင်ကောင်းတာပေါ့တဲ့တခြားပါတီကိုလည်းဖေးမတဲ့နေတဲ့အဲ့လိုပြောရတာပေါ့နော်ကျွန်တော်တို့ကလည်းဘာမှလိုက်ပြီးတော့တခြားပါတီတို့ဗလိန်းနေတာမရှိဘူးဗျတခြားပါတီကလက်တွဲခေါ်တဲ့ဓာတ်ပုံတူတူတွဲရိုက်တဲ့ညီလေးပါကူညီလို့လဲသူတို့ရဲ့ TikTok တွေမှာဆိုကျွန်တော်တို့ဝင်မှတ်နေfighting အောင်မြင်ရမယ်စသဖြင့်ကူညီပေးတယ်ဟိုပေါ့ကျွန်တော်ဘာမှမကောင်းကြောင်မပြောဘူးခြားပါတီတွေကိုကျွန်တော်ဒီပါတီဆိုဒီမိုကရေစီကိုအတူတူဝင်ရောက်လာတဲ့လူတွေဆိုတော့ကျွန်တော်တို့ကဒါလက်နက်ကန်လမ်းစဉ်ကိုဟိုမကြိုက်ဖဲနဲ့ဒီမိုကရေစီနီးပဲကောင်းတယ်ဒါရွေးကောက်ပွဲနီးလာနေတာကောင်းတယ်ဆိုတော့ကျွန်တော်အားလုံးကလမ်းကြောင်းတူတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကလာမိတ်ဖက်ပါတီတွေလို့သဘောထားတယ်ဒါပေမဲ့လူတွေကိုကငါတို့မဲမထည့်ပါနဲ့သူတို့သွားထည့်လိုက်ပါလို့ပြောလို့ပါမရဘူးဗျကျွန်တော်တို့ကြည်ပဲဝိုင်းထည့်ကြတာပေါ့နော်ဝိုင်းထည့်များတာပေါ့ကျွန်တော်တို့ဝိုင်းထည့်တာများတာအခုဆိုကျွန်တော်ကြည့်လိုက်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပုပ္ပတီဒီမှာဆိုရင်ဟလာသူတို့တခြားပါတီပေါ့နော်ကြားဗျူက4000တာစာညာ6000ပြီးနှလုံးက9000တတိပုဂ္ဂလ2000ဟလာပြီး3လုံးက9000သူတို့အားလုံးပေါင်းတာနော်ကျွန်တော်သူတို့အားလုံးပေါင်းတဲ့ရလဟာကျွန်တော်မမီဘူးကျွန်တော်တယောက်တည်းမမီဘူးသူတို့အားလုံးပေါင်းတဲ့ရလဟာကျွန်တော်မမီဘူးအဲ့ဒါလူတွေကသူထည့်တာလေကောက်လာမထည့်ချင်နဲ့ကွာလို့တော့ကျွန်တော်ကဘယ်ပြောမလဲတော့ဒါမြင်းတို့မြက်ထည့်ကြပါကွာလို့ပြောဒါပေမဲ့သူတို့လူတွေရဲ့စိတ်သဘောထားများတော့အပြင်ပါလို့ဆိုမစမ်းသက်ချင်တော့သူတို့ကတကယ်တေးကြတဲ့မြင်းကိုပဲလောင်းကျင်တယ်တေးကြတဲ့သူဖွံ့ဖြိုးတိုးတက်ကိုပဲလိုချင်တယ်သူတင်းချင်းအေးချမ်းရေးကိုလိုချင်တယ်ဒါကြောင့်မို့ကြက်ခိုင်ကိုထည့်တယ်လို့ကျွန်တော်ယူဆတယ်ဒါကျွန်တော်ရိုးရိုးသားသားယူဆတာပြည်သူတွေကလည်းအဲ့လိုမျိုးကြောက်မလို့ကျွန်တော်တို့မဲထည့်တာမဟုတ်လို့ရှင်သူတို့ဟလာ NLD ကသူတို့ NLD ရှိလို့မေစုဆိုပြီးတော့လုပ်တယ်သူတို့တော့အောင်စားစုကြည်မဟုတ်တာလုပ်တာတွေကနဲတာမဟုတ်ဒါတွေကလူတွေကတဖြည်းဖြည်းသဘောပေါက်လာအောင်လဲကျွန်တော်တို့ကရွာတွေကိုဆင်းပြီးတော့ရှင်းပြတယ်လာဒေါ်လာတန်းထောင်ကိစ္စတွေနော်အများကြီးပါပဲသူမဟုတ်တာလုပ်သွားတာတွေအများကြီးပဲနော်အဲ့တော့ဒါတွေကိုကျွန်တော်တို့ရှင်းပြရင်ねကျွန်တော်တို့ USDP ဟာဒါတွေတေးကြတဲ့ဒါဥသိမ်းစိတ်ခေတ်ကသူတို့မှီတာကိုဘာမှမကြသေးဘူးလေဥသိမ်းစိတ်ခေတ်ကကျွန်တော်တို့တကယ့်ကိုအာရှရဲ့ကြားတစ်ကောင်ပေါ်လာပြီလို့တောင်မှတမုတ်ကြတာဟုတ်เนาะအဲ့ဒီခေတ်ကိုပြန်သွားကျင်ကြတယ်ဒီလိုကျွန်တော်ယူဆတယ်အဲ့ဒါလေးလာပြောတာလေးစားပါတယ်